ဘာလို့ထိုးอ่ะ ကျွန်တော်တို့လမ်းကြော်ရလို့သူတို့ဒီငင်းကြော်ရလို့ ခွန်ထားလားဗမာလားဗမာလား ကင်းနေ အများကြီး ကင်းထမ်းရောက်တာ အခုဘာထိတာလဲ တော့လည်းကတ်တော့ ဓာလားဓာလား ဒီနားမှာလို့ပါ လေ ဓာနဲ့ထိုးอ่ะ စက်တင်ပဲဘာဖတ် အားလုံးမင်္ဂလာပါအခုမြင်တွေ့နေရတဲ့ဒီဗီဒီယိုလေးကတော့ဒါဘောနော်ဆိုင်ငယ်လေးကိုတော့ကြော်တက်လိုက်တာကိုဘောနော်မကြည့်လဲလို့ဆိုပြီးတော့မှဒါဝိုင်းပြီးတော့မှထိုချိတ်ခံရတဲ့အကူတယောက်ဖြစ်တယ်ဘောနော်တော်တော်လေးကိုခက်ဆူပါတော့ဘောနော်ဆိုင်ငယ်ကြော်တက်တာကိုမကြည့်နဲ့လို့တယ်ဘောနော်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုအတူတူကအစားဆုံးကြည့်စုကြရအောင်ခင်ဗျာ ဘယ်လိုဘယ်ကောင်းလား မသိဘူးဘယ်ကောင်ရောမသိဘူး ဆိုင်ရဲဗမာ ကျွန်တော်ဒီမှာကျွန်တော်ရော ဒီဆိုင်ရဲလား ဟုတ်ကဲ့ ထိုးอ่ะကဗမာလား ထိုးရကောင်ကတွားတယ် ဘာလို့ထိုးอ่ะ ကျွန်တော်တို့လမ်းကြော်ရလို့သူတို့ဒီငင်းကြော်ရလို့ ခွန်ထားလားဗမာလားဗမာလား ကင်းနေ အများကြီး ကင်းထမ်းရောက်တာ အခုဘာထိတာလဲ တော့လည်းကတ်တော့ ဓာလားဓာလား ဒီနားမှာလို့ပါ လေ ဓာနဲ့ထိုးอ่ะ စက်တင်ပဲဘာဖတ်လို့ပါမဟုတ်တော့ဘူးအဲ့ရမှာအဲ့မှာပဲမှန်ရမှာဘာလို့လဲဘာလို့လဲကြာအဲ့ဒါဘာလို့ကြောင်းအဲ့ဆန်လက်ပုတ်လို့ရမှာအဲ့မှာပဲမောင်းလို့မရဘူးမောင်းဆိုင်နေတာမသက်သေးဘူးအဲ့ရဝေးကြဒီမှာပဲဒီတက်လိမ့်မယ်အဲ့လိုဆိုင်ရထားကြလိုက်အေးကြာမမလည်းအခုကြောင်းအဲ့လိုလက်ပုတ်ပြီးလို့ရမှာလက်ပုတ်တော့မရဘူးလို့ပုတ်ပါစကားတိတ်ကတော့ရဆိုင်ရမောင်းလို့ရမောင်းရတော့ကဘောဥမာထိုးရမှာဆိုင်ကဆိုင်ကမာချေရ ไม่ใช่อันนี้ไปไหนนี่ไปพุ่นบอก ไอ้บ้านอยู่นี่แหละเขาบอกว่าแสนใช่ไหมมอเตอร์ไซค์เป็นแสนนะเขาไม่พอใจ อันนี้แซงบอก หรือแสนนะ อันนี้มาด้วยกันนี่ไง ใช่ซึ่งก็ดีกว่าเราคิดแล้วก่อนมันดีหรือไม่รู้อยาก ไม่จะเข้าใจมาทางนี้ไปทางนี้เหมือนกันบอก อันนี้กินแล้วนะเด้อ ดูดีมากเลย อันนี้แล้วเนี่ย มันเป็นล่าง ก็ไม่เขาแต่มอเตอร์ไซค์แสนมันก็ไม่พอใจมันจะมาตี ตรงแน่รถกี่แน่ตีตรง ก็ นี้ ที่เห็นใช่ไหม เราออกมาเมื่อกี้อยู่บ้านนี่ออกมาดูไงก็ว่าเต็มเสียงดังไงเลยวิ่งออกไป เขา ดู วิ่ ไง งมาใช่ไหม อันนี้มันอยู่นอนอยู่ข้างล่างนี่ไง เราจะเป็นเนี่ยเราจะเป็นอะไรบาปิโดเลยจังก็จ่อเซว่าเลยแล้วก็มันต้องมีอ่ะเราต้องรีบตัวได้ละมาตีปุ๊บต้องรีบตัวได้ละเยอะต่อเอาไปจ่อเยอะต่อ มันก็เลี้ยงบอกเขาเลี้ยงตีบอก เอาเลยกินไหม ผู้ชายเลี้ยงเหรอ ใช่ เลือดกินเลยกินข้าวกิน ให้เป็นอย่างที่แหละ ที่มีเสียงพูดด้วย အစားဆုံးလည်းပဲကျေးဇူးပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုလေးမှာလည်းပြန်လည်ဆုံတွေ့နေဖို့အတွက်လည်း channel လေးလည်း like subscribe လုပ်ချင်ပြီးကူညီကြပါအားလုံးချမ်းသာကြပါစေအလောက်ကများအဆင်ပြေလည်းမိသားစုများအဆင်ပြေပါစေလို့ကျွန်တော်ဒီနေ့ကနေကတော့အားလုံးအတွက်ဆုတောင်းပေးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်